နာအိမ်မယ်ခုအိမ်မယ်ခိုင်းမှုစမ်းမယ်အဲ့ရထိုင်မှုစမ်းမယ်အမေဟိုမှာရေဘူးဆိုတာရေဘူးကြီးဆိုတာချက်ကြိုက်လားချက်ကြိုက်မယ်နော်အမကြည့်သေးထိုးဟဲ့တဲလေးတော့မနဲ့ချက်တော့လာချူအဲ့သွားမှာသွားလေတော့နော်ပြပြလာလာမှာပေါ့ဟုတ်တယ်တောင်းခွင့်တောင်းရအောင်နော်ဒါမကုန်ဘူးရန်ကုန်သွားမှာတဲ့မဘူးမမဝမ်းကြည့်တယ်မဘူးမမဟိုငါဟဲ့မှာပါရန်ကုန်မပါဘူးကငါရရှိတော့ပြီးတော့တောင်ကြီးရန်ကုန်ကနေမင်းမျိုးမောင်ရန်ကုန်နေမန်လေးရတယ်တောင်ကြီးမန်လေးရတယ်ဒီမောင်မန်လေးရတယ်တောင်ကြီးတယ်တောင်ကြီးကိုဒီนี่တောင်ကြီးမနဲ့ကတော့တောင်ကြီးမှာငါအိပ်ရမှာငါအိပ်ပြီမန်လေးပြီတိကျစီရတော့ရက်ချီနေ15ရက်အိပ်မယ်ကျော်ဖြူကောင်းအရှိထားထားနော်ပဲချမချိုးရရေချိုးလိုက်ခါလေးတိတ်ကုန်မှာဘာဒီလမ်းဒီစပယ်မရှိဘူးတဲ့လားဒီစပယ်ရှိထားမှာကမ်းကြောက်တီးကျဲနေဖြစ်တယ်ကလုံးတုံးဘူးအပေါ်မှာကြာဟီးသူကျရှုံးနေရတာနေစပါကူပြောမြမ်းငါအဲ့တော့မတက်တာကိုတော့ပဲမကောင်းမနဲ့ဒီမကောင်းမနဲ့ပြောနေအဲ့ဒါအဲ့စားပြီလားစားပြီ